ဒီဗီဒီယိုဖိုင်ကိုမန္တလာမင်းကကားဆရာကြီးမမြင်ပါစီလို့ပဲဆုတောင်းရနော်မန္တလာမင်းကကားဆရာပဲ့ချက်ဘယ်လိုပဲ့ရလဲဆိုတော့9နိုင်ထိုးကားစီးတယ်10နိုင်ထိုးကြတော့အပေါ်ပါသွားမယ်ဆိုပြီးတော့သွားဖို့ညပေါ့ည7နိုင်ထိုးကြတော့ပေါ်ပါသွားဖို့ဆိုပြီးတော့ကားရက်ပြီးတယ်ကားရက်ပြီးတဲ့နေရာဘယ်နေရာလဲဆိုတော့ကတ္တရာလမ်းမလမ်းမပြီးကိုရက်ပြီးတယ်ရက်ပြီးတော့အကိုကတော့မသိဘူးလေဟုတ်တော့မလားအပေါ်စွန်းတဲ့နေရာရောက်ပြီးဟိုစားသောက်ဆိုင်ရောက်ပြီးဆိုတော့ထုံးစံတိုင်းဟိုသွားပြီးတော့ဆင်းပြီးတော့သွားမယ်လို့တော့ဘေးနာကြည့်တော့လေခွေကြီးဖြစ်နေလေခွေကြီးဖြစ်တော့ထားလိုက်ပါတော့ဆင်းလန်းစားနေတော့ယောက်ျားလေးပဲဆိုပြီးတော့ဘေးပဲတောင်ကြည့်မြောက်ကြည့်ကြည့်ပြီးတော့တောင်ကြည့်မြောက်ကြည့်ကြည့်ပြီးတော့အပေါ်စွန်းလိုက်တာပေါ့ဗျာနော်အပေါ်စွန်းလိုက်တာပါအပေါ်စွန်းလိုက်တော့ကျွန်တော်စွန့်ပြီးတော့ကျွန်တော်ပြန်တက်လာတော့ပြန်တက်လာချိန်မှာဘေးနားမှာကားဘေးနားမှာကောင်မလေး2ယောက်ငငယ်လေး2ယောက်ပဲတူလေးပြောနေတာကျွန်တော်ကကြားလိုက်တယ်ဘာပြောလဲသိလားခင်ဗျားဘာပြောရလဲဆိုတော့သူကအေးတယ်အပေါ်သွားမယ်လို့ပြောပြီးတော့တယ်အိမ်သာရှိတဲ့နေရာမရက်ပဲဆိုတော့ငါတို့ကဘယ်နာစွန့်ပြီးတော့ဘလို့လောက်ရမှာလဲတဲ့ငါတို့ကပြီးတော့ဘောင်းမီလေးဝတ်ထားဝတ်ထားလေပေါ့နော်ဘလို့သွားမှာလဲပေါ့တယ်အဲ့တဲ့ဟိုအပေါ်သွားခံပြီးဆိုတော့တဲ့ရောက်ပြီးဆိုတော့စိတ်လျှော့ပြီးတော့တဲ့အခုကစိတ်ကပြန်တင်းပြီးတော့တဲ့သွားလို့မရဘူးတဲ့အဲ့ဒါပြန်တက်မှပဲအစီအပြေကျွန်တော်လဲသူတို့ပြောနေတာလေးကိုမကြားကြအောင်ဆောင်းပြီးကားပေါ်အသာလေးတက်သွားပြီးတော့ကျွန်တော်ကားမှာကြိတ်ပြီးကြည်နေတာပေါ့နော်မန္တလာမင်းကားဆရာတွေမလောက်အောင်သိလားယောက်ျားလေးကတသက်မရှိဘူးမိန်းကလေးတွေကတော်တော်ဒုက္ခရောက်တယ်ဘောင်းမကိုရတဲ့မိန်းကလေးတော်တော်ဒုက္ခရောက်တယ်မတို့နားလည်ထားဘူးနော်နောက်တော့ကမလောက်အောင်မန္တလာမင်းကကားဆရာတွေအဲ့ဒါပြီးတော့ကျွန်တော်ကားပေါ်တက်လာကျွန်တော်ခုံရဲ့အနောက်မှာပေါ့နော်ဒီနေ့ကားအောက်အလွဲလေးတွေပေါ့ကျွန်တော်ကားနောက်ကအန်တီနဲ့အတော်ကြီးကတက်လာပြီးတော့9မိနစ်တော့မကြာသေးဘူးကျွတ်နဲ့တယောက်နမ်းနေကြသေးတယ်သူတို့လင်များချင်းချစ်လို့နမ်းတာပေါ့နမ်းပါကြီးဆိုတော့ကိုကြားနေရတာပေါ့နော်မကြာဘူးခဏနေကြတော့အဲ့ဒီဦးလေးကြီးကိုဖုန်းရလာအဲ့လေနေကဘယ်သွားနေရလဲတဲ့ဟိုစပီကာကြီးဖွင့်လိုက်တော့ဒီကနေကဘယ်သွားနေလဲနေကိုသူကပြောတာငါကိုညွတ်တော့ဝဲတာဘာဖြစ်လဲညာဖြစ်လဲပြောဆိုတော့ပြောနားထောင်ရင်နဲ့ဘယ်ဟုတ်မလဲဆက်တဲ့လူကသူ့မိန်းမဖြစ်ပါလိမ့်မယ်သိလားကားပေါ်မှာပါလာတဲ့ຢာလေးကစမောလေးဖြစ်ပါလိမ့်မယ်သိလားအိဖေးကြီးဟိုစမောဆွဲရတယ်တူတယ်သိလားတလန်းလို့သူတို့လင်များရန်ဖြစ်လာတာပေါ့နော်ရန်ဖြစ်လာတော့မဟုတ်ပါဘူးသူတို့အဲ့ဒီတို့လင်များရန်ဖြစ်လာတာပေါ့နော်ဘင်းနာစမောလေးကတော့ငြိမ့်နေတာပဲသိလားငြိမ့်နေတာပြီးတော့အမေပစိုးလေးတစ်ထည်ကို2ယောက်ခြုံပြီးတော့ကားနောက်လေးမှာအိတ်နေကြတာအမေသူတို့ကြည့်ပြီးသားရကိုတော်မှဆက်ထိသွားတယ်သိလားအဲ့ဒါလေးပြောချင်တာသိလားကားပေါ်မှာဒီလေးမြင်ခဲ့တာပြောပြတာကားစီ